မင်္ဂလာပါကျွန်တော်မုံသားလေးပါအခုကျွန်တော်မိတ်ဆွေတွေကိုတင်ပြပေးသွားမယ့်နည်းပညာလေးကကျွန်တော်တို့ MP3 ရဲ့နောက်ခံ background ကိုကိုနှစ်သက်တဲ့ပုံလေးတွေနဲ့အစားထိုးပြီးတော့ပြုလုပ်တဲ့နည်းပညာလေးရဲ့ပြီးတော့ကျွန်တော်တို့ကိုဖွင့်ထားတဲ့သရှင်ကိုအချိန်နဲ့တိုက်ပြီးတော့ auto ပိတ်တဲ့နည်းပညာလေးကိုကျွန်တော်ကတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့ကိုပြုလုပ်မဲ့ဖုန်းဟာ root ချိစရာမလိုပါဘူး root မရှိတဲ့ဖုန်းတွေလည်းပြုလုပ်လို့ရပါတယ်ကဲပထမဆုံးအနေနဲ့လိုအပ်တာတော့ကျွန်တော်တို့ repair player ဆိုတဲ့အဲ့ဒီ mobile app လေးတစ်ခုလိုအပ်ပါတယ်အဲ့ဒီလိုအပ်တဲ့ app လေးရဲ့ link ကိုလည်းကျွန်တော်ကတခါတည်းရှာပေးထားပါတယ်မိတ်ဆွေတို့ရှိမှမရှိသေးဘူးဆိုတော့ကျွန်တော်ပေးတဲ့ link ကနေပြီးတော့ download လုပ်ပြီးဖုန်းထဲမှာ install ပြုလုပ်လိုက်ပါကဲလိုအပ်တဲ့ APK လည်းရှိပြီဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာလည်းထည့်ပြီးသွားပြီဆိုတော့အဲ့ဒီ install လုပ်ထားတဲ့ကျွန်တော်တို့ player ကိုကျွန်တော်ဖွင့်လိုက်ပါကဲ player ကိုဖွင့်လိုက်လို့ပထမဆုံးအနေနဲ့ဒီနေရာကိုရောက်လာပြီဆိုကျွန်တော်ဒီအပေါ်မှာရှိနေတဲ့မြင်းပြန်လေး၃ကြောင်းနှိပ်လိုက်ပါပြီးရင်ဒီနေရာမှာကျွန်တော် setting ဆိုတော့ထပ်ဝင်ပါ setting ကိုဝင်လိုက်လို့ကျွန်တော်တို့ကဒီနေရာကိုရောက်လာပြီဆိုဒီအောက်ဆုံးမှာရှိနေတဲ့ short apple 2ဆိုတာတစ်ချက်နှိပ်လိုက်ပါကဲဒီနေရာမှာတော့ကျွန်တော်တို့ကိုထည့်မဲ့တပ်ပုံရှိတဲ့နေရာကိုသွားပေးရမှာပါကျွန်တော်ကတော့ဒီထဲမှာထည့်ထားပါတယ်ကိုထဲမဲ့တပ်ပုံရွေးပြီးသွားပြီဆိုကျွန်တော်တို့ကိုထဲခြင်းတဲ့ site အနေထားကိုသေချာချိန်မှာပြီးရင်ကျွန်တော်တို့စိတ်တိုင်းကြပြီဆိုရင်ဒီရောက်ကဒုံးဆိုတော့နှိပ်လိုက်ပါကဲဒီနေရာမျိုးပြန်ရောက်သွားပြီဆိုရင်ကျွန်တော်ပတ်ကီးနဲ့ညားလေးနဲ့နောက်ပြန်ဆုပ်သွားကြည့်လိုက်ပါဒီမှာပါကျွန်တော်တို့နောက်ခံ background ပြောင်းသွားပါပြီဒါကတော့ကျွန်တော်တို့ MP3 ရဲ့နောက်ခံ background ကိုပြောင်းလဲတဲ့နည်းပညာလေးပါနောက်တစ်ခါကျွန်တော်တို့အချိန်တိုက်တဲ့နည်းပညာလေးကတော့ဒီမှာရှိနေတဲ့ကျွန်တော် timer ဆိုတော့နှိပ်လိုက်ပါနှိပ်ပြီးကျွန်တော်ဒီမှာနိုင်နဲ့တိုက်လိုက်ပါကျွန်တော်တို့အဲ့ဒီလိုပြုလုပ်ပြီးတော့ကိုဖုန်းကနိုင်နဲ့တိုက်ရမှာပါကိုဖုန်းမှာဘယ်နှနာရီရှိသလဲအဲ့နိုင်ရှိတာနဲ့ကျွန်တော်တို့ကဘယ်နှနာရီအကြာမှာပိတ်ရှင်လဲဆိုတာကိုကျွန်တော်တို့သေချာရှင်းပြီးသွားရင်ဒီရောက်က start ဆိုတာကိုနှိပ်လိုက်ပါအဲ့ဒီလိုမျိုးပြုလုပ်ထားပြီးဆိုတော့မိတ်ဆွေတို့တခြင်းဖွင့်လာလိုက်ပါမိတ်ဆွေတို့တိုက်ထားတဲ့အချိန်ပြည့်တဲ့အခါကျလို့ချင်းသူ့အလိုလိုတခြင်းကရက်တန်သွားမှာဖြစ်ပါတယ်ဒီလောက်ဆိုတော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်